မီလီယံနာတယောက်ကအတင်းကျပ်ကတ်နေတာကြောင့်တက်တော်ဆောင်ငားထားရတဲ့လီဗာပူးကစားသမားလီဗာပူးမျိုးသမီးအသင်းမှာကစားနေတဲ့မာရီယိုဟိုပင်ကာဟာမီလီယံနာတူဖြစ်တဲ့မန်ဂက်ဒါလဲဆိုသူကအတင်းကျပ်လိုက်လံချင်းကပ်နေတာကြောင့်တက်တော်ဆိုင်ငားလိုက်ပြီလို့အတီးပြုပြောကြားခဲ့ပါတယ်။ဇနီးဟောင်းနဲ့ကွာရှင်းထားတဲ့မန်ဂက်ဒါလဲဟာ Instagram chatbot ကတဆင့်သူမကိုချစ်တင်းတော့ကျင်တယ်လို့ message ပါပို့ခဲ့ဘူးသူဖြစ်ပါတယ်။လီဗာပူးကစားတဲ့ပွဲတချို့ကိုလည်းမန်ဂက်ဒါလဲကကွင်းထဲအထိလာကြည့်တယ်လို့သူမပုံမှန်သွားလာမှုတွေကိုနောက်ကလိုက်တာတွေလည်းလုပ်ခဲ့သူဖြစ်ပါတယ်။နောက်ဆုံးမှာစိုးရိမ်စရာအခြေအနေတွေမြင့်တက်လာတာကြောင့်မာရီယိုဟိုဘင်ဂါဟာတရားရုံးမှာလုံခြုံရေးအတွက်အကာအကွယ်ပေးဖို့ရှောက်ထားခဲ့တာကြောင့်တရားရုံးဘက်ကလည်းမန်ဂက်ဒါလေးကိုသတိပေးစာပေးပြီးကန့်သက်သားမြစ်ချက်တွေထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့စိတ်မချတာကြောင့်မာရီယိုဟိုဘင်ဂါဟာစိတ်ချရတဲ့တက်တော်ဆောင်၅ဘူးအထိဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ AKL online service ရှိပါတယ်။ 555 mix နဲ့ iBet 789အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်39 439 445 335ကိုဆက်သွယ်နိုင်ပါတယ်။